လေကြဘူးလား ခိုးလေးငါခိုးလေး အမလေးဒီမှာမလည်းမတည်ဘူးဒီမှာလည်းနောက်ဆုံးကိုကလာပြီးဖက်တာ ကိုတယောက်ထဲထားပြခဲ့တာဗောအဲ့ဒါဆံမကြီး တော်တော်လူရောက်ခဲ့နေရ ဟုတ်တယ်နော် ပြီးတော့ကိုတဲ့တယောက်တည်းကြိုးစားနေတယ် အခုခါဘလို့နေတော့ ခါကနမနစ်အယိုးပြသွားတယ်တပြီးတော့အခုဒါထိုင်တာပဲတနေ့လုံးပက်လက်နေရတယ် ခုဘယ်မှာပြလဲဘယ်မှာပြလဲ အိုး သူ့တို့မှာ ထွန်းလာအောင်ရသမက် ထွန်းလာအောင်တမန်ဒီမှာအယိုးဆရာအောင်တယောက်ရှိပါတယ် ရိုးဆောင်လေးတယောက် ဘာလို့ရင်ပိုကောင်းမယ်လေတော့ သူကတော့တာမန်လောက်ပဲတားဆောင်ကြည့်ပြီးတော့အဲ့ရတဲ့နေနေပါမလုပ်ပါနဲ့ဆိုဘယ်တော့ပြန်လာရမှာလဲတပည့်တော်လည်းမုတ်တူနေလို့မသိတော့ဘယ်တော့ပြန်ပြဆိုတာလည်းမမေးမိတော့ ခုဘယ်နဲ့နေတော့ ဗျာ အခုခါဘလို့နေတော့ အခုလာကတော့ကဒီကနေပြီးတော့ဒီအထိတောင်းလျှောက်ကြိုက်နားတယ်အယိုးပဲတချမ်းနောက်အဲ့စပ်ပြစ်စားတော့ကတော့အောနေရတာဘယ်လုံးမှမလုံနိုင်ဘူးဟိုဘာလုံလို့ငိုးနေရတာအခု3ရက်လောက်နေတော့အဲ့ဒီ9ရက်9ရက်လောက်နေမှအဲ့ဒီအိမ်ရောက်တာဆရာတော့ကိုမရဘူးဆရာမို့နောက်ကိုတော်မရအော်တော့မှကိုတော်ဝေးကအော်တော့မှဒီသားအဲ့ဒီမှာရှိတယ်သွားလိုက်ပါဆိုတော့အဲ့ဒီနောက်ကို3ရက်လောက်နေမှပုံမလေးရှိတယ်ဒီလိုမျိုးကအဲ့တော့emergency ကန်ဆာသမားရှိတူမလေးရတယ်အဲ့တော့သူကဒီနားထားတာတပည့်တော်ဒီနားရှောင်းနေရသူကမအော်ရဘူးတပည့်တော်အော်နေရနာလို့သူနေစားရောသူကလည်းနေနေစားတာနဲ့သူကတဲ့အခါကျဆရာမတော်ငေါ့ခါနောက်ကြဘာလို့ခုမှလားပြီးတော့ပြောတယ်ကိုမလူရှိဘူးလို့ဆရာမလည်းပဲစားမှမသိတွေ့ငါပြောနေတာလေဆရာမလည်းပဲစားမှမသိဘူး လမ်းမဟောင်းနေတော့ငါဟောက်နေကြလို့ပြောနေတယ် မလေးရှင်ပြတပည့်တော်ကအဲ့ဒါကသူ့တငယ်ချင်းဇော်လွင်ကလေရီးကျိတ်မောင်ကဗမာပြည်မှာသူ့ကိုငေါ့မဲ့ရ2ယောက်ပဲရှိတယ်ခတိုင်းကိုပြန်သွားရင်ဇော်ဝင်းကငေါ့တယ်ဆရာမတော်ရငေါ့တယ်အများအားငေါ့တာဆရာမတော်ကတပည့်တော်ကသူ့နားလားအဲ့တော့သူကမျက်နှာလိုက်တယ်တဲ့ဇော်ဝင်းပြန်မရိုက်ဘူးကဇော်ဝင်းကရိုက်စီတာမှမရှိတာငါဘယ်လိုလုပ်ရမလဲနေမယ်ရိုက်စီပြီးတော့ရကြွလာတာဒီမှာပြီးတော့ကန်ကောင်း မကဲကတော့ခုဆရာကြီးမေးကြဘယ်ဆရာမတွေရှိသေးလို့ဆိုရရှိသေးဟာသွားကျင်တာလို့အဲ့လိုမရှိတော့ဘူးထင်တာနော် အဲ့ဒါတော့ ဒီကားတွေမှာ မကြိုက် ဒီ ဘူး ကားတွေမှာသိရှင်လို့ကြိုက်တာဗျာ အဲ့ဒါလက်အကောင်းဆုံးပြောတာမရှိတော့ဘူးထင်တာလက်အကောင်းဆုံးကဲဟုတ်ပြီဆရာမကြီးက ဆရာမကြီး ဆရာမကြီးတွေ့တယ် ပြီးတော့ဒါရောက်ကြည့်ရှုစောင့်ရှောက်တယ်ရှင်များဘေးကင်းရရှင်းပါလေကျမ်းမာရေးကောင်းပါစေတိတက်ဆောင်ရွက်နိုင်ပါလေခင်ဗျာတပည့်တော်ကလေအိုးတော့ရပါရဟန်းဘဝနဲ့မြင်လိုက်ကြတဲ့ကနေတိုင်းမိတာပို့ပါတပည့်တော်ဂုံယူပါတယ်ခင်ဗျာ မြစ်တာလည်းရပါတယ်မိတာပို့ပါလေဂုံလည်းယူပါတယ်ဒီရင်တော့ကတော့ TV ထဲမှာကြည့်လို့ရှိရင်မကြိုက်ဘူးဘာမကြိုက်ကြုံဆိုတင်းသားသားတွေနဲ့ပြုံးရဲမမနေတော့နောက်ကျတော့စဉ်းစားကြည့်တော့အော်ငါလေးပဲဆရာမပဲသူလည်းဆရာပဲအဲ့တော့ကိုယ့်ရဲ့ teaching အောင်မြင်အောင်လို့တော့သုံးရတာငါတောင်မှအမေရိကန်စာအုပ်တွေဖတ်ပြီးတော့ခလေးတွေကိုဒီလောက်ဟာလေးကိုဒီလောက်ကြီးဖြစ်အောင်လို့သင်လာအဲ့တော့ဘုန်းကြီးလည်းဒီလိုလောက်တာနေတာပဲဒီပြီးတော့ရင်တော့မှန်တာပြောတာတစ္ဆာစကားပါကြည့်ကုန်မကြည့်ဘူးနှစ်ခါလောက်မြင်ပြီးတော့မကြည့်တော့ဘူး ရီပြလုံနေလို့ပေါ့ ဗျာ ပြုံးရီလုံနေလို့ပေါ့ ပြင်မဘာဖြစ်လို့ဆိုတပည့်တော်တို့ကမပြောမကြည့်တဲ့ဆရာတော်ဘုရားကြီးတွေနဲ့နေလာတော့တော်လေးကြတဲ့နန္ဒတူရိယာတွေမင်းကောဆရာတော်တို့တော့တောင်မှုဆရာတော်တို့ဆိုတော့ တကယ်ဆရာတော်ကြီးတွေအနန္တသူရိယဆိုဖြတ်တော်မလျှောက်ရဲဘူး ဟိုတပည့်တော် အမြင်တော့မခံရဲဘူးလေ တော့သာသမီတနုလူဆရာတော်တို့ ဟုတ်တယ် အဲ့တော့မရလေးလာတာသူချင်းရရှာတယ်ရောသူအိတ်ကလေးတွေတော့ထွက်တာတော်တော်လေးကိုထွက်ပြီးတော့ဘယ်နေရာရောက်ကြံတော်မူတဲ့အထိချင်းမြင်ခံရတယ်တနာလို့ပြီးတော့ဆင်းရဲလို့ အခု6တော့မကြိုက်တော့တာကဆေးတောက်လို့လား မကြိုက်တော့မဟုတ်ပါဘူးကြိုက်နေပါတယ်ဦးကြီးကိုတော်ရ ဘယ်သူနဲ့နေတော့ဘာတခြားထပ်ပြအောင်နေ ဟောဗျာမန်းလေးပဲပြမှာဗျာ
မဲ့ကိုကရက်ဘက်ကနည်းနည်းလေး4-5ရက်လောက်နေပြိုပြန်ပြောက် ဆယ်ဝန်ပြန်ပြ ဆောင်းပြန်တော့4-5ရက်လောက် လိုင်းကြည့်ပြီးဝန်တာနေဟာနိုင်ငံများစကိုင်းလာတော့မယ်ကြည့်ရုံတော့ နှစ်ပြန် အယိုးထူးယူပါတယ်သူတို့ လာမလေးရှိမလေးရှားဆောင်းနေရောက် 900ထဲမှာနှစ်900ထဲမှာ အဲ့ကြမှာတော့ နှစ်900ထဲမှာမလေးရှားဆရာဝန်တွေလာမယ်လေဗျ အဲ့ဒါ နည်းနည်း အယိုးဆရာဝန်တွေ လာမယ် နှစ်ပြန် လို့ ရောက်မယ်ပြောတယ် နည်းနည်းရောက် နှစ်ပြန်ရောက်မယ် မသိဘူး စင်းပေးထားလိုက်မယ်လေအမေက အဲ့လိုပြခြင်းနဲ့ပြဒါမှမဟုတ်မြေမျိုးသွားခြင်းလဲ တင်ပါဗျာ မြေမျိုးမှာလေအခုကအယိုးတွေတော်တော်လုတ်ပြီး ဟုတ်ပါတယ်တင်ပါဗျာ အဲ့လိုသွားခြင်းလဲရဆယ်မကြီးတဘော တင်ပါဗျာ နော်အဲ့လို ဆရာမကြီးတို့မဟုတ်ဘူးဆရာဖို့စစ်ကိုတော့ကလည်းတပည့်တော်ကသူတို့ကလည်းပုံမှန်သူတို့အိမ်ကလည်းပုံပုံကြတပည့်တော်ကတော့တဲလေးနဲ့နေရ ရှိ တော့ နေရ ကြ တယ်ပုံကြအောင် လန့်ကြဟန်ကြနေဒါပေမဲ့အိမ်ထဲမှာဘာဖြစ်နေမှတပည့်တော်မသိသေးဘူးအိမ်ထဲလည်းမဝင်ရ မ ဘူး ဝင်နဲ့လေမကြည့်နဲ့လေ ကားကိုတောင်နဲ့အိတ်တာဒါလေးနဲ့နေလေနေတယ်တပည့်တော်ကပြဖို့ပြုဖို့တွေကြတော့အဲ့လိုပြချင်နေဆိုရင်အဲ့လိုပြုလို့ပြလို့ရ ရပါရပါ စင်းပေးတာ တုတ်ပြီပါ ဘလို့ စင်းပေးတာ